ဒီဗီဒီယိုမှာကမ္ဘာအကောင်းဆုံး AI နည်းပညာနဲ့ပေါင်းစပ်ဖန်တီးထားတဲ့ POS software တစ်ခုအကြောင်းပြပြပေးသွားမှာပဲဖြစ်ပါတယ်။ဒီလို POS မျိုးကိုတသက်တာအခမဲ့သုံးလို့ရမယ်ဆိုရင်ရောစိတ်ဝင်စားကြလား။ယနေ့ခေတ်မှာဆိုရင်လုပ်ငန်းတွေအတွက် AI ရဲ့အကူအညီတွေကိုဘယ်လိုနည်းနဲ့အလွယ်ကူဆုံးရယူနိုင်မလဲ AI ကရောဘာတွေကူညီပေးနိုင်မလဲ ID Star Software Company ကနေအသစ်ထွက်ရှိထားတဲ့ AI POS Software ကလုပ်ငန်းရဲ့အခြေအနေအားသာချက်အားနည်းချက်တွေကိုလစဉ်အကြံပြုပေးနိုင်တယ်။ကုန်ပစ္စည်းတွေကိုပြန်လည်ဝယ်ယူဖို့တချို့ကုန်ပစ္စည်းတွေကိုဆက်မရောင်းဖို့အကြံပြုပေးနိုင်တယ်။ဒါကြောင့်လုပ်ငန်းရဲ့အခြေအနေတွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်ပြီးတော့ပုံမှန်မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုယုံကြည်မှုရှိရှိချမှတ်စေနိုင်မှာပဲဖြစ်ပါတယ်။ဒီလိုခြေတလန်းပို့တာနေရဲ့စီမံခန့်ခွဲမှုမျိုးရရှိနိုင်ဖို့ AI POS software ကအသင့်ရှိနေပါပြီ။ AI POS software ကိုအသုံးပြုဖို့အတွက်ကွန်ပျူတာသားမက mobile, tablet, စိတ်နှစ်သက်ရာ device နဲ့အသုံးပြုနိုင်ပါတယ်။သတင်းကောင်းအနေနဲ့ကတော့ software ကိုဝယ်ယူစရာမလိုပဲသက်သာတဲ့လစဉ်ကြီးနဲ့အသုံးပြုနိုင်တာကြောင့်မလို့ AI POS software အကြောင်းကိုအခုပဲဆက်သွယ်မေးမြန်းနိုင်ပါပြီရှင်။